ပါကျွန်တော်ကုမိတ်ဆွေကိုပြပြပေးမှာတော့ကျွန်တော်မိုင်တဲဘေး1203ပြီးတော့ MB 2900လောက်ရအောင်ဝယ်တဲ့နည်းလေးကိုပြပြပေးမှာဖြစ်ပါတယ်ဗျာကျွန်တော်မိုင်တဲဘေး1203ပြီးတော့2900 MB လောက်ရအောင်ဝယ်တဲ့နည်းလေးကိုသိကျင်တယ်ဆိုရင်ကျွန်တော်တို့ချက်ကြည့်လိုက်ကြအောင်ပါဗျာကျွန်တော်မိုင်တဲဘေး1203ပြီးတော့2900 MB ရအောင်လို့ကျွန်တော်ရဲ့ကတ်တွေကိုစစ်ကြည့်လိုက်ပါဗျာ star 966 star 2301ဒီကောင်လေးကတော့ကျွန်တော်မိုင်တဲဘေး200နဲ့1400 MB ရမှာဖြစ်ပါတယ်ဗျာဒါလေးကတော့တစ်လားတစ်ချိန်ဝယ်လို့ရပါတယ်ဗျာမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်လိုက်ပါဗျာတော့မိုင်တဲဘေး200နဲ့1400 MB ဝယ်လို့ရမရဘူး star 966 star 2301ဆက်ဒီကောင်လေးကတော့ကျွန်တော်မိုင်တဲဘေး200နဲ့1400 MB ဝယ်တဲ့နည်းလေးဖြစ်ပါတယ်ဗျာမိတ်ဆွေက star 966 star 2301ဆက်ကိုနှိပ်ကြည့်လို့လက်ကျမလို့တော့ပါဆိုရင်ကျွန်တော်မိုင်တဲဘေး200နဲ့1400 MB ရမှာပဲဖြစ်ပါတယ်ဗျာနောက်တစ်နည်းလေးကတော့မိုင်တဲဘေး1000နဲ့1500 MB ရအောင်လို့ star 966 star 944ဆက် star 966 star 9ခု star 966 star 9ခုဆက် star 966 star 9ခုဆက်ဒီကောင်းလေးတော့မိုင်တဲဘေး1000နဲ့1500 MB ရမှာဖြစ်ပါတယ်ဗျာ star 966 star 9ခုဆက်ကိုနှိပ်ကြည့်လို့လက်ကျဝင်မလို့ပါဆိုရင်ကျွန်တော်တို့မိုင်တဲဘေး1000နဲ့1500 MB ရမှာဖြစ်ပါတယ်ဗျာဒီနည်းလမ်းလေးနှစ်ခုကိုဝယ်လို့ရတယ်ဆိုရင်ကျွန်တော်မိုင်တဲဘေး1200နဲ့2900 MB ရမှာဖြစ်ပါတယ်ဗျာ star 966 star 2301ဆက်ကကျွန်တော်တို့မိုင်တဲဘေးကို200နဲ့1400 MB ကိုတစ်လတစ်ကြိမ်ဝယ်လို့ရပါတယ် star 966 star 2301ဆက်ကမိုင်တဲဘေး200နဲ့1400 MB ရပါတယ်တစ်လတစ်ကြိမ်ဝယ်လို့ရပါတယ်ဗျာ star 966 star 9ဆက်ကတော့ကျွန်တော်တို့တစ်လကိုဘယ်ချိန်ရလို့မတတ်မှတ်ထားပါဘူးကျွန်တော်ကြိုက်တယ်လို့ဝယ်လို့ရပါတယ် star 966 star 9ဆက်ကတော့မိုင်တဲဘေး1000နဲ့ကျွန်တော်တို့ MB 1500ရမှာဖြစ်ပါတယ်ဗျာဒီနည်းလမ်းလေးနှစ်ခုကိုဝယ်လို့ရတယ်ဆိုရင်ကျွန်တော်တို့မိုင်တဲဘေး1200နဲ့2900 MB ကိုဝယ်လို့ရမှာဖြစ်ပါတယ်ဗျာမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်လိုက်ပါလက်ကျဝင်မလို့ပါဆိုရင်ကျွန်တော်တို့မိုင်တဲဘေး1200နဲ့ MB 2900လောက်ရမှာဖြစ်ပါတယ်ဗျာကျွန်တော် star 966 star 2301ဆက်ကတော့ကျွန်တော်မိုင်တဲဘေး200ကုန်ပါမယ် star 966 star 9ခုဆက်ကတော့ကျွန်တော်မိုင်တဲဘေး1000ကုန်ပါမယ်ကုန်းလုံးပေါင်းရင်တစ်ခုပေါင်းရင်ကျွန်တော်တို့မိုင်တဲဘေး1200ကုန်ပါမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့2900 MB ရမှာဖြစ်ပါတယ်ဗျာ star 966 star 2301ဆက်ကတော့ကျွန်တော်မိုင်တဲဘေး200နဲ့1400 MB ရမှာဖြစ်ပါတယ်ဗျာ star 966 star 2301ကတော့ကျွန်တော်မိုင်တဲဘေး200နဲ့1400 MB ရမယ် star 966 star 9ဆက်ကတော့ကျွန်တော်မိုင်တဲဘေး1000နဲ့1500 MB ရမှာဖြစ်ပါတယ်ဗျာမိတ်ဆွေရဲ့ကတ်ကိုစစ်ကြည့်လိုက်ပါလက်ကျဝင်မလုံးတော့ပါဆိုရင်ကျွန်တော်ရဲ့ကတ်ကိုဝယ်လိုက်ပါဗျာဒါဆိုရင်ကျွန်တော်မိုင်တဲဘေး1200နဲ့ MB 2900ရမှာဖြစ်ပါတယ်ဗျာ star 966 star 2301ဒီကောင်းလေးကတော့ဘေး200နဲ့1400 MB ရမှာဗျာ star 966 star 9ဒီကောင်းလေးကတော့ကျွန်တော်မိုင်တဲဘေး1000နဲ့1500 MB ရမှာဖြစ်ပါတယ်ဗျာမိတ်ဆွေကဒီနည်းလမ်းတစ်ခုတိုင်းဝယ်မယ်ဆိုရင်ကျွန်တော်တို့မိုင်တဲဘေး1200နဲ့ MB 2900ရမှာဖြစ်ပါတယ်ဗျာ